안녕하세요 여러분. 이 비디오리마로 의 소리 하면 의 소리 디 밥사들아리우 지지야 뚜마가 알레소로 아단파가 동묘심에 하면 내야원 무디비요 아단파 봉천이 동묘심에 나서 디 소리 따라리가 디 소리 따라리가 시성슬로마 방타라 소루신 또 무인다임에 의힐로 단파비야 그러나 위에 방타레디 위 소레다리가 시종슬로 미니의 시종슬로 피니에너 두고 무인다 위로 단파미 아이로 뭐호부 디 위 소레 할리 안나마 피니에 그러나 시종슬로 뭐호부 안나마 피니에 소이 두고 이로 단파비야 어디로 뭐호디부 시종말에 뭐호부 나말에 뭐호부 아이 난나코자마 피니에 그러나 저너의ထုတ်ကျွန်တော်ရဲ့စာအုပ်ဒီလိုမျိုးပေါ့နော်ကျွန်တော်ဆိုတာရဲ့စာအုပ်ဆိုတာရဲ့ဒီလိုမျိုးနှစ်ခုဂျားထဲမှာသူ့ကိုတုံးထားတယ်ဆိုလို့ရှိရင်တော့သူကပိုင်ဆိုင်ခြင်းပြရတဲ့ဤတို့ရဲတို့ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်သွားပြီးတော့သူကိုအဲလို့အတန်ထွက်ပြရမယ်ဟုတ်ပြီနော်အဲ့တော့မှတ်မယ်ဆိုရင်ဘယ်လိုမှတ်မလဲဆိုတော့ရှေ့ဆုံးမှာဆိုဝီနောက်မှာဆိုရင်ဤနာနှစ်ခုကြားရှိနေရင်အဲလို့အတန်ထွက်မယ်အဲ့တော့အဓိပ္ပာယ်ကဤရဲ့ဆိုပြီးတော့မှအဓိပ္ပာယ်ရတယ်ဟုတ်နော်အဲ့တော့ဒါဆိုရင်ဒီဦဆိုတဲ့တရာဒီမှာအတန်ဘယ်နှတန်ရှိအတန်ဘယ်နှမျိုးရှိမလဲဆိုရင်အတန်ထွက်ပုံထွက်နည်း၃မျိုးရှိမယ်အဲ့ဒီဦဆိုတဲ့စကားလုံးလေးကို meaning စကားလုံးတစ်လုံးရဲ့အရှိဆုံးမှာဖြစ်နေတယ်ပေါင်းထားတယ်ဆိုရင်သူကိုမူရင်းအတန်ထွက်ဦလို့ပေါင်းမယ်ဟုတ်ပြီရှေ့ဆုံးမှာမဟုတ်ဘူးအနောက်မှာဖြစ်နေပြီဆိုရင်သူကိုဤဆိုပြီးတော့မှအတန်ထွက်မယ်အဒီလုံးမဟုတ်နေဘူးနာနှစ်ခုချာမှာဖြစ်နေတယ်ဆိုလို့ရှိရင်တော့သူကိုအဲဆိုတဲ့အတန်ကိုထွက်ပေးရမယ်ဒါပေမဲ့အဓိပ္ပာယ်အနေနဲ့ကြတော့ဤရဲ့ဆိုတဲ့ပိုင်ဆိုင်ခြင်းပြပုံစံဖြစ်မယ်ကျွန်တော်ဤဆိုပြီးတော့အဓိပ္ပာယ်ကအဲ့လိုအဓိပ္ပာယ်ရမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အဲ့ဒီဟာနဲ့ပတ်သက်တဲ့ meaning လေးတွေလေ့လာကြည့်အောင်အဲ့တော့ဆိုရင်ဟုတ်ပြီသူကဘာမှရှိอ่ะရှေ့ဆုံးမှာရှိနေတယ်အဲ့တော့ရှေ့ဆုံးမှာရှိတာဖြစ်တဲ့အတွက်မူရင်းအတန်ထွက်တိုင်းထွက်ရမယ်လို့အတန်ထွက်မယ်ဟုတ်ပြီနောက်စာကဆရာဝန်နောက်တစ်ခုသူလည်းရှေ့ဆုံးမှာပဲဆိုတော့ဂျာကထိုင်ကုန်နောက်တစ်ခုကဒါဒေကစေတကလို့ဟုတ်ပြီနော်အဲ့မှာဒီဟာကိုဆိုတဲ့လေချောင်းတန်နဲ့ထွက်မယ်နော်အဲ့ဒါကြီးကိုဝီဆိုပြီးတော့မှဒီနှခမ်းတွေစုထော်ပြီးတော့မှအဲ့ဝီဆိုတဲ့အတိုင်ဝတန်ကြီးကိုမထွက်ဘူးနော်အတန်နဲ့လေချောင်းနဲ့ထွက်မယ်လေချောင်းနဲ့ကပဲထုံမယ်အတန်ဝီစာဆရာဝန်ကလထိုင်တဲ့စေတကတော့နောက်ပြီးနောက်ဒါလည်းပါလေရှေ့ဆုံးကမလို့သူ့ကိုပါလဲရမယ်မီအဓိပ္ပာယ်နောက်ရာယိုနှစ်တန်ထွက်မယ်လအတန်နဲ့ထွက်မယ်နှစ်တန်ထွက်မယ်လျောအဲ့တော့ရှေ့ဆုံးကမလို့နောက်ကရယိုအဲ့တော့ရာကရတန်တရာနဲ့ပေါင်းတာမို့လို့လတန်ပြောင်းမယ်အတန်ကနှစ်တန်ထွက်မယ်ဒါကြောင့်လျောကအဝတ်အစားကိုပြောတာဟုတ်ပြီနော်လျောအဝတ်အစားဟုတ်ပြီဒါဆိုတော့ရှေ့ဆုံးမှာဆိုဘာနဲ့ထွက်မယ်နဲ့ထွက်မယ်စာကြတဲ့မီလျောနောက်တစ်ခုကဟာဝဲကဟွဲဟုတ်ပြီတရာနဲ့ပေါင်းပြီးဒါဆိုဘယ်နေရာမှာရှိရလဲရှေ့ဆုံးမှာမဟုတ်ဘူးနောက်မှာဖြစ်နေတယ်နောက်မှာဖြစ်နေတာမို့လို့သူ့ကိုဘာတန်နဲ့ထွက်မယ်ဆိုတဲ့အတန်နဲ့ထွက်မယ်နောက်မှာမို့လို့တန်နဲ့ထွက်မယ်ဒါကြောင့်ဟွဲဖြစ်သွားတယ်ဟွဲအတန်ရထွက်ရတာခက်နေတယ်အဲ့ဒါကြောင့်မို့လို့အတန်ထွက်ရလွယ်ကူအောင်သူကိုနဲ့မထွက်ဘူးနောက်မှာဆိုပါနဲ့ဘာတန်ထွက်မယ်တန်ထွက်မယ်ဟွဲကပါတယ်လေအစီအဝေးအစီအဝေးဟုတ်ပြီဒါဆိုနောက်တစ်ခုရဲကရဲပါရမယ်လေနောက်မှာမလို့ရဲရင်ကျေးမှုနောက်မနာပုံမှန်ဆိုတော့ຫນွေတန်ထွက်မှာပေါ့ဒါပေမဲ့သူ့ရဲ့နေရာကအနောက်မှာဖြစ်တဲ့အတွက်သူ့ကိုတန်နဲ့ပဲထည့်မယ်ဒါကြောင့်
na ui ni muni တခါတည်းအတန်ပြောင်းလိုက် muni muni အင်ဂျီပစိုးအစင်တို့ကအင်ဂျီပစိုးဒီကပြောနေမှာအစင်ဟုတ်နော်အစင်ကကြတော့ဟိုပန်းမွင့်အစင်လေးလားချိတ်အစင်လေးတွေလားဒီလိုမျိုးဟာကိုပြောချင်ရင် muni လို့ပြော muni အစင်ဟုတ်ပြီဒါဆိုလို့ရှိရင်ကြည့်အောင်အဲ့တော့ hue i အနောက်မှာမို့လို့ i တန်နဲ့ထွက်မယ် hue i hue i အစီအဝေး ye i ယဉ်ကျေးမှု ye i ယဉ်ကျေးမှု muni အင်ဂျီပစိုးအစင် muni အင်ဂျီပစိုးအစင်ဟုတ်ပြီဒါဆိုရင်ဒါကရှေ့မှာမို့လို့ i နောက်မှာမို့လို့ i နောက်တစ်ခုသွားမယ်နာအာနာအာကနာအာအီဒီမှာဘာတန်နဲ့ထွက်မလဲကြည့်အောင်ဟုတ်နော်အဲဆိုတဲ့အတန်နဲ့ထွက်မယ်ပြောချင်တာရှေ့ကဒီနာအာနာဆိုတာကငါလို့ပြောချင်တာဟုတ်နော်နာဆိုတာကနာအာနာဆိုတာကငါလို့ပြောချင်တာအဲ့တော့အာအီအေနာအေဘာဂျာကြီးဘာကြီးဆိုတာကဘောင်းမီကွာအဲ့တော့အရှိကနာဆိုတာကငါဆိုတဲ့နာရဲ့ဘာကြီးဘောင်းမီဆိုတဲ့နာရဲ့နာတစ်ခုကြားထဲမှာရှိနေအောင်မို့သူကိုအေးဆိုတဲ့အတန်နဲ့ထွက်မယ်အဲ့တော့နာအေးဘာကြီးနာရဲ့ဘာကြီးငါဘောင်းမီငါရဲ့ဘောင်းမီနာအနာဆိုတာငါကိုပြောတာဟုတ်ပြီနော်နာရဲ့ဘာကြီးအဲ့တော့ငါရဲ့ဘောင်းမီဟုတ်ပြီငါရဲ့ထိုင်ကုန်လို့ပြောချင်တယ်ဒါဆိုနာအေးဥကြအဲ့လိုဖြစ်တော့မယ်နာအေးဥကြငါရဲ့ထိုင်ကုန်ဟုတ်ပြီနော်အဲ့လိုမျိုးသုံးမယ်ဒါဆိုနောက်တစ်ခုနာအာနာအာအီအေနာအေစာအီရှိနာအေရှိဂါယေဂေနာအေရှိဂေနာအေရှိဂေနာဆိုတာငါရှိဂေဆိုတာကနိုင်အဲ့တော့နာအေရှိဂေငါရဲ့နိုင်ငါနိုင်နိုင်ရှိဂေငါနိုင်ငါရဲ့နိုင်ဟုတ်ပြီဒါဆိုငါရဲ့အဖေနာအေအဖေကအဘောကြီးနာအေအဘောကြီးငါရဲ့အဖေဟုတ်ပြီငါရဲ့အမေနာအေအောမောနီငါရဲ့အမေငါရဲ့အမဆိုနာအေနူနာငါရဲ့အမအဲ့လိုမျိုးလေးတွေသုံးသွားမယ်ဒါဆိုနောက်တစ်ခုသွားရအောင်ဒီမှာပါတဲ့ဂျာအိုဂျောဆိုတာကကျွန်တော်လို့အဓိပ္ပာယ်ရတယ်ဂျာအိုဂျောဆိုတာကကျွန်တော်အဲ့တော့ဂျာအိုဂျောအော်အီဒီမှာလဲအေချောအေအာဘာအိုဘောဂျာကြီးအာဘောကြီးချောအေအာဘောကြီးကျွန်တော်ရဲ့အဖေဂျောရဲ့အာဘောကြီးရင်ကြီးသုံးနေတာပေါ့ဂျောရဲ့အာဘောကြီးကျွန်တော်ရဲ့အဖေဂျောရဲ့အမော်နီကျွန်တော်ရဲ့အမေဂျောရဲ့နူနာကျွန်တော်ရဲ့အမဂျောရဲ့အီးကြကျွန်တော်ရဲ့ထိုင်ကုန်ဒီလိုမျိုးလေးတွေသုံးလို့ရတယ်ဒါဆိုနောက်တစ်ခုသွားကြည့်မယ်နာဦးနုခါဦးနူကူဆိုတာကဘဒူမအူမိုးချာကြမူချာဆိုတာကအုတ်ထုတ်ဒါဆိုနန်းတစ်ခုကြားထဲမှာဖြစ်နေရမလို့ဒီအောက်အီကိုအေးတန်ထွက်မယ်နူကူအဲမိုးကြနူကူရဲ့မိုးကြဘဒူရဲ့အုတ်ထုတ်လေနူကူရဲ့မိုးကြဘဒူအုတ်ထုတ်နာဦးနုခါဦးကိုနူကူအောက်ဤအဲနူကူရဲ့ချာနူကူရဲ့ချဘဒုကာလဲငါကာဆိုပဲလားနိုင်ချာငါကာဒါမို့ကျွန်တော်ရဲ့ကာပါဂျော်ရဲ့ချာအဲ့လိုမျိုးလေးသုံးလို့ရတယ်နောက်နာဦးနုခါဦးကိုနူကူအောက်ဤအဲနူကူအဲဂျာရာဤရီဂျာရီနူကူရဲ့ဂျာရီဘဒုနေရနုကူရဲ့ဂျာရီဘဒုနေရလဲငါရဲ့နေရနာရဲ့ဂျာရီဒါမှမဟုတ်ကျွန်တော်ရဲ့နေရဂျော်ရဲ့ဂျာရီအဲ့လိုမျိုးလေးသုံးလို့ရပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမှာကနာဆိုတာငါကိုပြောတာဂျောဆိုတာကျွန်တော်ကိုပြောတာဟုတ်ပြီနော်နင်လို့ပြောခြင်းတော့နာအောနော်လို့သုံးလို့ရတယ်ဟုတ်ပြီနော်နင်လို့ပြောခြင်းနာအောနော်အဲ့တော့ဒါဆိုရင်နာအောနော်ကနင်ဒါဆိုနင့်ရဲ့အဖေနော်ရဲ့အဘောကြီးနင့်ရဲ့အဖေနင့်ရဲ့အမနော်ရဲ့နူနာအဲ့လိုမျိုးလေးတွေသုံးလို့ရတယ်ဒီနာအောနော်ဆိုတာကနင်ကိုပြောတာဟုတ်နော်နာဆိုတာကငါနော်ဆိုတာကနင်ချောဆိုတာကကျွန်တော်ဒါလေးတွေမှတ်ထားမယ်ဒါဆိုရင်ပြောတဲ့အခါကျငါရဲ့အဖေငါရဲ့အမေကျွန်တော်ရဲ့အဖေကျွန်တော်ရဲ့အမေနင်းရဲ့အမနင်းရဲ့အကိုဒီလိုမျိုးလေးတွေပြောလို့ရတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ငါရဲ့အကိုနားရဲ့ဥပါငါရဲ့အကိုအဲ့လိုမျိုးသုံးလို့ရတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အဲ့တော့အတန်ထွက်လေးပြန်သွားကြည့်မယ်ဝီစာကဆရာဝန်ဝီကြကလထိုင်ဝီတဲ့စေတကတော်ဝီမီအဒိဘယ်ဝီလျောအဝေအစားဝ
Uilio, away sa, whei, a sea away, whei, a sea away, yea, yinjimu, yea, yinjimu, muni, indipaso a sin, muni, indipaso a sin. Nae baji, ngabambi, nae baji, ngabambi, nae shige, anai. Joy aboji, chinoye api. Nugue moja, padu auto, nugue moja, padu auto. Nugue cha, paduka, nugue cha, paduka. Nugue jari, padunia, nugue jari, padunia. Hobi da solution no, di video li ma maya maga. Aku di we sore tara li ma atan 3 မျိုးအတန်ထွက်ပုံထွက်နေနေရပုံမူတည်ပြီးတော့အတန်ထွက်3မျိုးရှိတယ်ဆိုတော့မှတ်ရမှာဖြစ်ပါတယ်။ Hobi da ဆိုရင်ဒီတရာနဲ့ပေါင်းထားတဲ့ဟာလေးတွေကိုလည်းအတန်ထွက်တွေလေ့ကျင့်မယ်။မိနစ်လေးကြားထားပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။감사합니다